ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ရဲ့ဦးဆောင်နာယကတာဝန်ကိုကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးစောမှုတူစေဖို့ကလက်ခံလိုက်တယ်လို့ PPST ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက PPST ဦးဆောင်နာယကတာဝန်ထမ်းဆောင်ဖို့အတွက် PPST ရဲ့ကမ်းလှမ်းမှုကိုလက်ခံကြောင်းဗိုလ်ချုပ်ကြီးစောမှုတူစေဖို့ကလက်မှတ်ရေးထိုးအကြောင်းပြန်လိုက်တဲ့စာတစ်စောင် Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာပြန့်နှံ့လာခဲ့တဲ့အပေါ်မေးမြန်းရမှာ PPST ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကျော်ညွန့်ကအခုလိုပြောပါတယ်။ PPST ရဲ့ဦးဆောင်နာယကဖြစ်ပေါ်လေအဖွဲ့အစည်းရဲ့ကုသပြီးမှုမဟုတ်တဲ့နဲ့သူရဲ့ပုဂ္ဂိုလ်ရေးရလူလာတဲ့ဆိုပြချင်းနဲ့ဒါကျွန်တော်တို့ PPST ရဲ့ဦးဆောင်နာယကအနေနဲ့သူကပါဝင်ပြီးတော့ကူညီဆောင်မှုတွေလုပ်ပြီးဖို့ဒါထိန်းမှုတွေဆောင်ရွက်ပြီးဖို့ဆိုတာတဘောပြီးပြန်ကြတဲ့ဆိုတဲ့စာတော့မှန်ပါတယ်ဗိုလ်ချုပ်ကြီးစောမှုတူစေဖို့အခုလက်ခံလိုက်တဲ့ဦးဆောင်နာယကရာထူးကကရင်အမျိုးသားအစည်းအရုံး KNU ကိုစားမပြုဘဲသူ့ရဲ့ပုဂ္ဂိုလ်ရေးအရာတာပါဝင်ခြင်းဖြစ်တယ်လို့ PPST ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။ဩဂုတ်လ4ရက်နေ့ရက်စွဲနဲ့ဗိုလ်ချုပ်ကြီးစောမှုတူစေဖို့က PPST ကိုအကြောင်းပြန်ကြားထားတဲ့စာထဲမှာလဲ PPST ကိုနိုင်ငံရေးအရာလမ်းညွှန်မှုနဲ့ဥဆောင်မှုတွေပေးနိုင်ဖို့ဥဆောင်နာယကအဖြစ်ပါဝင်ယူဆောင်ရွက်ပေးဖို့မြစ်တာရက်ခံချက်အပေါ်အဖွဲ့အစည်းကိုစားမပြုဘဲပုဂ္ဂိုလ်အနေနဲ့ပါဝင်ကဥဆောင်နာယကတာဝန်ကိုတာဝန်ယူဆောင်ရွက်မှာဖြစ်ကြောင်းလေးစားစွာအကြောင်းပြန်ကြားအပ်ပါတယ်ဆိုပြီးပြောဆိုထားပါတယ်။လက်ရှိမှာ PPST အဖွဲ့ဝင်အဖွဲ့အစည်းတွေထဲကအဖွဲ့ဝင်တချို့ကနိုင်ငံရေးပြဿနာတွေကိုဖြေရှင်းနိုင်ဖို့နီးလန်းရှာတဲ့အနေနဲ့စစ်ကောင်စီကကမ်းလှမ်းလာတဲ့နိုင်ငံရေးတွဲဆုံဆွေးနွေးပွဲတွေကိုတက်ရောက်နေကြပြီးအဲ့ဒီဆွေးနွေးပွဲတွေကတည်းကသက်ဆိုင်ရာနိုင်ငံရေးအစုအဖွဲ့တွေအားလုံးပါဝင်နိုင်တဲ့နိုင်ငံရေးဆွေးနွေးပွဲအခင်းကျင်းတစ်ခုကိုရောက်နိုင်ဖို့မျှော်လင့်ထားကြတယ်လို့ဆိုပါတယ်